ဟိုရှိရှိတုန်းကမြေချောင်းနေနဲ့တတော်တွေဝင်းရံထားပြီးအေးချမ်းတဲ့တိုင်းကြီးတစ်ခုမှာတနာကျင်လာတတ်ပြီးမင်းကျင်တရားဆဲပါနဲ့အငီ အုပ်ချုပ်တဲ့ဘရင်တစ်ပါးရှိတာပေါ့ကွယ်သူဟာတိုင်းပြည်မှာရှိတဲ့သူ့ရဲ့ဖီးသူဖီးသားတွေကိုအကြောက်တရားကင်းအောင်မေတ္တာတရားနဲ့အုပ်ချုပ်တာပေါ့ကွယ်ဘရင်ကြီးကလက်ယုံရည်နဲ့နှလုံးရည်ပြေဝတဲ့သူဖြစ်တာကြောင့်တိုင်းသူပြည်သားတွေအားလုံးကလည်းသူ့ကိုလေးစားချစ်ခင်တန်ဖိုးထားကြပါတယ်ဘရင်ကြီးဟာသူ့မှာရှိတဲ့ရတနာတွေထဲမှာသူအမျက်နှိုးဆုံးသောအရာတစ်ခုရှိပြီးအဲ့ဒါကတော့တိုင်းပြည်ရဲ့ဘရင်အဆက်ဆက်ဝစ်ဆင်ခဲ့ကြတဲ့ရိုးရှင်းတဲ့ရွှေလက်စွပ်လေးတစ်ကွင်းပဲဖြစ်ပါတယ်။အဲ့ဒီလက်စွပ်ပေါ်မှာတော့အရာအလုံးဟာတစ်နှစ်မှပြီးဆုံးသွားမှာပါဆိုတဲ့စာသားကိုထွင်းထူထားပါတယ်။ဘရင်ကြီးဟာဘဝမှာပျော်ရွှင်ခြင်းနဲ့ဝမ်းနည်းခြင်းဆိုတာခဏတာဖြစ်ပြီးအရာအလုံးဟာအချိန်တိုင်ရင်ပြီးဆုံးသွားရဲဆိုတာကိုသတိရနေဖို့ဒီလက်စွပ်ကိုနေ့တိုင်းဝစ်ဆင်လေ့ရှိပါတယ်။ဒါပေမဲ့တနေ့သောမနက်မှာတော့ဘရင်ကြီးဟာဥယျာဉ်နဲ့လမ်းလျှောက်ထွက်ရင်သူ့အမျက်နှိုးဆုံးသောလက်စွပ်လေးဟာပျောက်ဆုံးသွားခဲ့ပါတော့တယ်။အမတ်တွေကတော့ဒါဟာတိုင်းပြည်အတွက်မကောင်းတဲ့နမိတ်ဖြစ်ပြီးအရှင်မင်းကြီးရဲ့ကံကြမ္မာဟာအဲ့ဒီလက်စွပ်ပေါ်မှာရှိနေတာဖြစ်ကြောင်းပြောကထိတ်လန့်တုန်လှုပ်နေကြတာပေါ့ကွယ်။ဒါပေမဲ့ဘရင်ကြီးကတော့ဒါဟာကောင်းတာလားမကောင်းတာလားဆိုတာဘယ်သူမှမသိနိုင်ကြောင်းကောင်းတာရောမကောင်းတာပါအချိန်တန်ရင်ပြီးဆုံးသွားမှာဖြစ်ပြီးမနှက်ဖြန်ပါဖြစ်မယ်ဆိုတာကိုဘယ်သူမှကြိုမသိနိုင်ကြောင်းပြုံးပြီးပြန်ပြောလိုက်ပါတယ်ရက်နှင်းငယ်ကြတဲ့အခါမှာတော့ပိုပြီးဆိုးတဲ့အညာတွေဖြစ်လာခဲ့ပါတော့တယ်။တော်ပုံသားပြားတွေဟာနေဇက်ကယူရာတွေကိုတိုက်ခိုက်ပြီးအိမ်တွေကိုမိရှို့ကကောက်ပဲဒီနတ်တွေကိုဖျက်ဆီးခဲ့ကြပါတယ်။ဘရင်ကြီးဟာဒီသတင်းကိုကြားတော့စစ်သည်တွေနဲ့အတူရိတ်ခါတွေတင်ဆောင်ပြီးရွာသားတွေကိုကူညီရန်ကိုယ်တိုင်တွားရောက်ခဲ့ပါတော့တယ်။အပြန်လန်းမှာကတော့တရားတစင်းပေါ်ဖြတ်နေခြင်းဘရင်ကြီးရဲ့ရထားဟာမြစ်ထဲကိုပြုတ်ကျော်သွားခဲ့ပါတော့တယ်။ဘရင်ကြီးဟာအသက်မသေးပေမဲ့လည်းသူ့ရဲ့ညာဘက်လက်မောင်းမှာကတော့ပင်းထန်တဲ့ဒဏ်ရာရသွားခဲ့ပြီးဓာတ်ကိုတောင်ကိုင်နိုင်စွမ်းမရှိတော့ပါဘူးအမတ်တွေအားလုံးကလည်းအရှင်မင်းကြီးစီကိုကန်ဆိုမှုတွေရောက်လာနေပြီဟုဆိုကဝမ်းနဲ့ပူဆွေးနေကြပါတော့တယ်ဒါပေမဲ့ဘရင်ကြီးကတော့နာကျင်မှုတွေချားကနေဒါဟာကောင်းတာလားဒါမှမကောင်းတာလားဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူးလို့ပဲထပ်ပြောခဲ့ပါတယ်တလာကြတဲ့အခါမှာတော့ဘရင်ကြီးလည်းနန်းတော်ထဲမှာနေရတာပြင်းလာသည့်အတွက်စစ်သူကြီးများကိုခေါ်ကအမဲလိုက်ရန်တော်ထဲသို့ထွက်လာခဲ့ကြပါတယ်။တော်ထဲကိုရောက်တဲ့အခါမှာတော့ရေတခွန်ရဲ့အနီးမှာစခန်းချလိုက်ကြပြီးစစ်သူကြီးနဲ့အမတ်တွေကတော့တောကောင်ရှာရန်ထွက်ခွာသွားကြပါတော့တယ်။ဘရင်ကြီးလည်းဆန်းကြောင်းလေးအတဲတအူးထဲမြင်းစီလာခဲ့ရာတနေရာရောက်တဲ့အခါမှာတော့ဓားပြတွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတော့တယ်။ဓားပြတွေဟာဘရင်ကြီးစီကလက်စွပ်နဲ့ရွှေငွေရတနာတွေကိုရှာဖွေခဲ့ရာဘာမှမတွေးရှိတဲ့လက်ထဲမှာလည်းလက်နက်ကိုက်ဆောင်ထားခြင်းမရှိတော့ကြောင်းဒီလူဟာဘရင်တယောက်မချစ်နိုင်ဘူးဟုယူဆပြီးနှစ်ရက်အကြာမှာတော့ဓားပြတွေကသူ့ကိုပြန်လွတ်ပေးလိုက်ပါတော့တယ်။တိုင်းသူပြည်သားတွေနဲ့အမတ်တွေကတော့ဘရင်ကြီးတည်ပြီဟုထင်လိုက်ကြပြီးဝမ်းနဲ့ပူဆွေးဖြစ်လိကြချိန်နန်းတော်တွေကိုပြောင်းဝင်လာတဲ့ဘရင်ကြီးကိုတွေ့လိုက်ရတဲ့အခါမှာတော့ဝမ်းသာအားရကြိုဆိုလိုက်ကြပါတော့တယ်။ထို့နောက်ပျောက်ဆုံးသွားတဲ့ရွှေလက်စွပ်ကိုလည်းဥယျာဉ်တွေကရေတွေနားမှာပြန်တွေ့ပြီးဖြစ်ကြောင်းကိုထပ်ပြောလိုက်ပါတော့တယ်။ဘရင်ကြီးဟာလက်စွပ်လေးကိုကင်ပြီးပြုံးလိုက်ကဒီနေ့မှာငါသာဒီလက်စွပ်ကိုဝတ်ထားခင်ဓာပြားတွေဟာငါ့ကိုဘရင်မှန်ထိသွားကြလိမ့်မည်ထီကဓာညသာမရခင်ငါဟာသူတို့ကိုပြန်ခုခံမိပြီးသူတို့ကငါ့ကိုတတ်ပြစ်ကြလိမ့်မည်ထစ်ကြောင်းပြောလိုက်ပြီးဆုံးရှုံးခဲ့သမျှဟာငါမမြင်နိုင်တဲ့နီလန်တစ်ခုခုငယ်ငါအသက်ကိုကယ်တင်ပေးခဲ့တာပါပဲဆိုပြီးပြောလိုက်ပါတော့တယ်။ထို့နောက်ဘုရင်ကြီးကဆက်ပြီးဘဝမှာဆုံးရှုံးမှုလို့ထင်ရတဲ့အရာတိုင်းဟာအမှန်တော့အကအကွယ်ပေးနေရတာဖြစ်ပြီးနာကျင်စရာလို့ထင်ရတဲ့အရာတိုင်းဟာလေပြင်ဆင်မှုတစ်ခုဖြစ်နေနိုင်ပါတယ်။အရာတိုင်းမှာသူ့ရည်ရွယ်ချက်နဲ့သူရှိနေကြပါတယ်ဆိုပြီးပြောလိုက်ပါတော့တယ်။အဲ့ဒီနေ့ကစပြီးဘရင်ကြီးဟာလက်စွပ်ကိုပြန်လဲဝတ်ဆင်ခဲ့ကအာနာရဲ့အမတ်သားဖြစ်မဟုတ်တော့ပေဘဝရဲ့နဲ့နဲ့ဆန့်ကျင်မှုအပေါ်ယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းရဲ့အမတ်သားဖြစ်သဘောထားကဝတ်ဆင်ခဲ့ပါတော့တယ်တခါတည်းတင့်ကိုဖျက်ဆီးနေတယ်လို့ထင်ရတဲ့အရာတွေဟာတင့်ကိုပြလဲဒီဆောက်ပေးနေတာထင်နေနိုင်ပါတယ်ဘဝရဲ့သင်ခန်းစာတွေဟာတခါတည်းမှာကန်ဆိုးမှုတွေအဖြစ်ဖုံးကွယ်နေတတ်ပြီးအစမပြေမှုတွေကျုံလာတဲ့အခါမျောလင့်ချက်တွေမရှိတော့ဘူးလို့ခံစားလာရတဲ့အခါစီစဉ်ထားတဲ့ညအလုံးဖြစ်မလာတော့တဲ့အခါခဏလောက်အသက်ပြင်းပြင်းရှူလိုက်ပြီးအရာတိုင်းဟာကောင်းဖို့ဖြစ်လာတာပါဆိုပြီးကိုပြန်ပြောကမနှက်ဖြတ်ညစာအထက်အာရင်တွေမွေးမြို့ထားလိုက်ပါတ
တဲ့ဟာဒီနေ့မှာအကြောင်းရင်းမှန်ကိုမမြင်နိုင်သေးပေမဲ့တနေ့နေ့တစ်ချိန်ချိန်မှာတော့အရာအလုံးဟာကောင်းဖို့ဖြစ်လာတယ်ဆိုတာကိုသိရှိသွားပါလိမ့်မယ်နေ့ရက်တိုင်းဟာကောင်းသောနေ့ရက်များဖြစ်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ဒီပုံပြင်လေးကတင်းရဲ့နှလုံးသားကိုထိမိစေခဲ့ရင်ဒီလိုစိတ်ခွန်အားဖြည့်ပုံပြင်လေးတွေကိုဆက်လက်နားဆင်နိုင်ဖို့ YouTube Channel လေးကို Subscribe လုပ်ထားဖို့တောင်းဆိုအပ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့ကြောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်နောက်ပုံပြင်ကွေမှာပြန်လည်ဆုံတွေ့ကြပါမယ်